မင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့ပြပြချင်တဲ့အကြောင်းအရာကတော့ One Championship ကကျင်းပတဲ့ One Fight Night 105ပြန်ပွဲကြီးမှာတော့ကျွန်တော်တို့ရဲ့မြန်မာ fighter ဖြစ်တဲ့ညီလေးတန်းစီကသူ့ရဲ့ငါးပွဲမြောက် One Fight Night ပွဲကိုလာရောက်ပြီးတော့ဆင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒီခေါင်းညီလေးတန်းစီစီပြန်မဲ့ fighter ကတော့ AC Thai fighter ဖြစ်ပြီးတော့ခါကြံကစားတဲ့ fighter ဖြစ်တယ်ပြောလဲမမကျော်နဲ့ကစားတဲ့ fighter ဖြစ်တယ်တင်ဆိုင်မှုလည်းပြင်းထန်တယ်လို့ပရိသတ်ဆွဲအားကလည်းတော်တော်လေးကြီးမားခဲ့တဲ့ fighter ဖြစ်လို့ဖြစ်တယ်လို့တော့ဒီလေးပါကပြန်ပြီးပြောကြရမယ်ဆိုတော့ဒီနေ့တန်းစီကလည်းသူ့ရဲ့ပထမဦးဆုံးပွဲမှာဆိုရင် AC Thai fighter ဖြစ်တဲ့ဂျမ်စီကိုသူကဒုတိယချိန်မှာအလဲထိုးပြီးတော့လည်းအနိုင်ရရှိတာပဲပြီးတော့သူ့ရဲ့ဒုတိယမြောက်ပွဲမှာဆိုရင် AC Thai fighter တိုက်စိုးကျော်ကိုသူကခြေတော့ကန်ချက်ပြပထမချိန်မှာဘယ်လိုအနိုင်ရရှိသွားတာဖြစ်ပြီးတော့ဟန်ပရိသတ်အများစုရဲ့တောင်းဆိုမှုကြောင့်ပဲဖြစ်မှာပါသူရဲ့တတိယမြောက်ပွဲမှာတော့တစ်ခါမှမထိုးပြဘူးတဲ့ကိပောင်စီဘောကိုသူကဂျပန်ဖိုက်တာဖြစ်တဲ့တန်ကီလိုနဲ့သူစီပြန်သွားတဲ့အချိန်မှာတော့တော်တော်လေးကိုရင်းတန်းစီစီပြန်သွားတော့တော်တော်လေးကောင်းပါတယ်ခါမှချိန်မှာဆိုရင်သူမကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ဒီကိပောင်စီကိုကိပောင်စီမှာကျွမ်းကျင်ထိုးတတ်တဲ့ဖိုက်တာတရားကိုသူပထမချိန်မှာနောက်ကင်းနဲ့သူထိုးသွားတာကိုလည်းတော်တော်လေးအားရဖို့ကောင်းပါတယ်အဲ့ဒီထဲမှာပြောမှဆိုညီလေးတက်စီကတော်တော်လေးကိုစိတ်ဓာတ်ပြင်းထန်တဲ့အချိန်စိတ်ဓာတ်အပိုင်းမှာတော်တော်လေးကိုအားစီတဲ့အချိန်ဖြစ်တဲ့အတွက်ကစားသွားတာကိုပထမချိန်မှာဆိုညီလေးတက်စီကအသာစီးနဲ့ရောက်လာတယ်ပေါ့နော်ဒီဂျပန်ဖိုင်တာတိုက်ကီရူကိုဒါပေမဲ့တတိထားပြီးတော့ပြန်ပြောမယ်ဆိုတော့ညီလေးတက်စီကအာနေချက်ရှိပါတယ်ပညာမှာတော်တော်လေးကိုပကောင်းမှုကစားတာဖြစ်နေတယ်သူရဲ့အာနေချက်ကတော့ခံနိုင်ပိုင်းပဲဒီတစ်ဖက်ဖိုင်တာကခါကြကြနဲ့ပြန်လာပြီးတော့ကစားသွားတဲ့အချိန်မှာဒီတက်စီကလုံးဝမခံနိုင်တဲ့သူ့ရဲ့တဲ့လောကကြာစီလာတာဖြစ်တဲ့ဒီဂျပန်ဖိုင်တာဖြစ်တဲ့တိုက်ကီရူကသူ့ကိုbody kit နဲ့လောက်လာတာသူဒုတိယချိန်မှာသူထပ်ပြီးရှုံးနေသွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပွဲမှာမကဘူးသူရဲ့နေပွဲမြောက်မှာလည်း AC fighter ဖြစ်တဲ့ဆိုရီယာလက်နဲ့သူထပ်စီပြန်တယ်ထိုးနေသူစားပဲသူဆုံးသွားတဲ့ AC Thai fighter ဆိုရီယာလက်ကိုသူပထမချိန်မှာဆိုသူချီကန်ချက်တုံးတယ်ဒုတိယတုံးတယ်တော်လေးကိုကြည့်ကောင်းတယ်ပေါ့နော်ဒီနေ့တက်နေရပဲနိုင်လိုက်မယ်တော့ပထမချိန်မှာနိုင်လိုက်မယ်တော့ထင်တယ်ဒါပေမဲ့တစ်ဖက် fighter ကခက်ကြကြပြန်လာကစားတဲ့ချိန်မှာတော့ညီလေးတန်းစီကပဲသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ဒီခံနိုင်ပိုင်းမှာမရှိဘူးတက်တဲ့ပိုင်းမှာအားနည်းတဲ့ဖြစ်တဲ့အတွက်သူကအလဲထိုးတဲ့သူထပ်ပြီးတော့ရှုံးနေကြတော့ပေါ့နော်ဒီလိုနဲ့မှညီလေးတန်းစီကသူ့ရဲ့အားနည်းချက်ကြောင့်ပြင်နေပြီးတော့ပြုပြင်သွားမှာဖြစ်တဲ့အတွက်သူ့ရဲ့ One Friday Night 105တန်မှာသူကဘယ်လိုပုံစံနဲ့ပြင်လဲဖွင့်လာမလဲဆိုတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကလည်းကြည့်မယ်ဆိုရင်ညီလေးတန်းစီကသူအားနည်းချက်ဖြစ်တဲ့သူ့ရဲ့ခံနိုင်ပိုင်းပေါ့နော်ဒီမှာကြော်မှုပိုင်းကိုသူတည်ချာနဲ့လေ့ကျင့်တာကိုကျွန်တော်တွေ့ရပါတယ်အခုတို့ညီနေတဲ့စီကလည်းရေပင်ငလေတန်တဲ့ပြည်သူတွေကိုလည်းသူကသွားရောက်ပြီးတော့လည်းလူတိုင်းတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါကိုဒီပုံမစင်ကြီးဖြစ်တဲ့ဝမ်ချန်ပီယံစီကတော်လေးသဘောကျပုံဖြစ်ပါတယ်ပေါ့နော်ညီနေတဲ့စီကိုတော်လေးသဘောကျပုံရတယ်လို့ထင်ပါတယ်ဒါကြောင့်သူလာမဲ့ပွဲဒီညီနေတဲ့စီကဒီ AC Thai fighter ကိုသူကလွယ်လွယ်လေးနဲ့အနိုင်ရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ညီနေတဲ့စီကဖိုက်တာကလည်းပြောမယ်ဆိုရင်လည်းခက်ကြတဲ့ကစားတတ်တယ်ဒါပေမဲ့လည်းတက်လို့မကောင်းဘူးပြီးတော့လည်းခံနေအားလည်းနည်းတဲ့ဖိုက်တာဖြစ်တယ်ဒါပေမဲ့တတိထားပြီးပြောရမယ့်အချက်ကညီလေးတက်စီကပထမချိန်မှာပြန်တော့သူကအသာစီးနဲ့သူယူသွားပြီးတော့ပြန်ဘက်ကိုအဆော့မတွက်ဘူးဆိုတော့တေချာပေါ့ညီလေးတက်စီကပထမချိန်နဲ့ဒုတိယချိန်မှာ AC Thai fighter သူလွယ်လွယ်နဲ့ပဲအနိုင်ယူတော့ဒါပေမဲ့ညီလေးတက်စီကတတိထားမဲ့ချက်ကဒီကနေစီပြမဲ့ fighter ကကော့ထိုနီနဲ့ထိုးခဲ့ဘူးလို့ဒီကိုလက်စီစာချုပ်ကြီးရတဲ့ကြောက်စီရနဲ့သူထိုးခဲ့ဘူးတယ်ပြီးတော့လည်းရင်းအဲ့စီပြန်ခဲ့ဘူးတဲ့စီရီယာလည်းသူစီပြန်ခဲ့ဘူးတယ်ဒီနေ့တန်းစီရဲ့ Thai fighter ကတော့1ဒီနေ့ပါဆိုစစ်ပွဲထိုးလာပြီးတော့၄ပွဲဆောင်း၄ပွဲနိုင်မှတ်တမ်းနဲ့ပိုက်ဆိုင်ထားရဲ့ fighter ဖြစ်တယ်ဗျာသူနိုင်ရရှိတဲ့ပွဲဆိုချစ်ဆိုရင်3ပွဲအလဲထူတဲ့နိုင်ရရှိတယ်လို့သူရဲ့နောက်ပွဲကတော့အမှန်နဲ့တူနိုင်တာတယ်အဲ့ဒီပွဲကနေစပြီးတော့သူကစာချုပ်ကြီးရဖို့အခြေအနေကောင်းသွားတဲ့အချိန်မှာသူကဒီ9ပွဲမြောက်မှာသူကစုံပွဲကြုံတယ်လူပွဲစစ်ပွဲစက်တိုက်သူစုံသွားတော့သူက
one loop ဒီကသူ့စာချုပ်မချုပ်ခဲ့တဲ့တခြားသော promotion ကိုသူဟိုတက်ထိုးသွားတော့ပေါ့သူအချင်းနေကောင်းသွားတဲ့အချိန်မှာတော့ဒီWorld Championship ကသူ့ကို one loop ဒီပွဲနဲ့ပြန်ပြီးတော့တည်လိုက်တယ်ဒီနေ့တက်စီတဲ့ထုံးနေတူသွားတယ်သူကအာနယ်ချက်ဖြစ်တဲ့သူ့ရဲ့ခံနေဘက်ကိုသူထုတ်ပြရတယ်ပေါ့နော်ဒီအဓိကဖြစ်တဲ့သူ့ရဲ့ body shot တွေသူ့ရဲ့ chicken ချက်တွေသူကောင်းလို့ပြင်ဆင်ပြီးတော့ဒီ AC Thai Fighter ကိုသူပြန်လာပြီးတော့ဆင်ပြန်သွားမှာကိုကျွန်တော်တို့တော်တော်လေးကိုစောင့်ကြည့်စရာကောင်းတဲ့ပွဲပါကျွန်တော်ဒီထဲမှာတတိယူပြရတဲ့အချက်ကဒီနေ့တက်စီကအာရမချီရဲ့ဒုတိယချီမှာသူပြန်တဲ့ဟိုအထင်မသေးပဲဟိုကောင်းမှုဒုစားသွားမယ်ဆိုတော့ဒီနေ့တက်စီတော့ဒါတော့ဒီကြပေါ့အနိုင်ရစီမဲ့ပွဲလို့လည်းကျွန်တော်ပြောချင်ပါတယ်